မင်္ဂလာပါအားလုံးပဲစောင့်မျှော်နေကြရပေါ့နော်အရင်အမေးများပြီးလူကြိုက်များတဲ့ Redmi Turbo 4 Pro ကြီးရောက်ပါပြီလို့သတင်းကောင်းလေးပြောချင်လို့ပါဒီဟာလေးကဈေးနှုန်းလေးက RAM 256ကိုဈေးနှုန်းလေးက73သိန်းနဲ့9000နဲ့ဝယ်ရရှိနိုင်ပါပြီဒါလေးကိုပက်ကင်လေးဖွင့်ပြမယ်နော်ကာလာလေးကအစိမ်းလေးပါမယ်နောက်ပြီးတော့အမဲလေးပါမယ်ပေါ့နော်ဒီအစိမ်းရောင်လေးကိုဖောက်ပြပေးမယ်နောက်တစ်ခုကမနေ့တော့ store လေးပြတ်သွားတယ် Note 40 Pro Plus လေးပေါ့နော်ကိုဧည့်သည်တွေကိုရစေချင်လို့မှမတအားလူပြီးတော့မဟုတ်တင်ပေးထားတာပေါ့နော် Note 40 Pro Plus လေးလည်းရပါပြီရှင်ဒါလေးရဆိုပါကင်လေးဖောက်ပြပေးမယ်နော်ကဲဒါလေးကိုဖောက်ပြပေးမယ်နော်ဒါကတော့အစိမ်းရောင်လေးပေါ့နော်ချက်လောက်ကြည့်ကြည့်ရအောင်ဒါလေးက battery ampere 9550နဲ့ gain share ကျုံးကျင်တဲ့ကကာတွေတော့အကြိုက်တွေ့မှာပေါ့နော်ဒီကောင်လေးရတော့ Snapdragon 8X Gen 4နဲ့ဆိုတော့လုံးဝအမိုက်စားကြီးလုံးဝအမိုက်စားကြီးရမှာဒါလေးကပစ္စည်းကလေအများကြီးမရဘူးဒီလားနည်းနည်းပဲရတယ်ဒါလေးအိုးအစိမ်းရောင်လေးလှလိုက်တာလှလိုက်တာမင်္ဂလာပါရှင်အစိမ်းရောင်လေးဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်လက်ငင်းလဲဝယ်လို့ရတယ်လို့အရေးကြလဲဝယ်ယူရရှိနိုင်ပါတယ်အရေးကြဝယ်ချင်တဲ့ customer လေးတွေပေါ့နော်မှတ်ပုံတွေမူရင်တကောင်စီရင်မူရင်နဲ့စက်ွက်ထောက်ခံစာလေးယူလာခဲ့ပေါ့နော်နောက်ပြီးတော့ကိုကဝန်ထမ်းဖြစ်ပါကဝန်ထမ်းကက်လေးယူလာခဲ့ရင်ရပါတယ်နောက်တစ်ခုက3သိန်းဝန်းကျင်လေးတွေမှာ3သိန်းကျော်လေးမှာပေါ့နော် Redmi A5 လေးလည်းအသစ်ရောက်ထားပါတယ်လို့ပြောချင်ပါတယ်ရှင်ကိုယ့်ရဲ့ဧည့်သည်လေးဝယ်ယူအားပေးနိုင်ပါပြီကျေးဇူးပါအားလုံးပဲ